ကဲတွားတိုက်စေးဘူးကုံသွားရင်လွတ်မဖြစ်နေဘူးနော်အဖိုးကပြောတယ်ထိတ်ပိုင်းကိုဖြတ်ရေပိုက်ကောင်းပါဆိုပြီးသားရီခွင်းလေးနဲ့စီးလိုက်ရေအလားတာမဖြုံးတီးအောင်အပိတ်အဖွင့်လုပ်လို့ရတဲ့ရေပိုက်ကောင်းအစ်စ်လေးရပြီလေရေတန့်ဘူးခွန်နေဆိုလဲအလကားမထားဘူးထိတ်ပိုင်းကိုဖြတ်အဖုံးကိုတစ်သားပြားမှာဝက်အုံလေးနဲ့တွားတက်လိုက်တာပဲဒါဆိုရင်အဝတ်ချိတ်အိတ်ချိတ်စရာအလန်းစားချိတ်လေးတစ်ခုဖြစ်သွားအောင်အဝါကျင်းနဲ့ဘူးတွေဆေးရခတ်နေလားတွားပုတ်တန်အဟောင်းကိုမီးလေးနည်းနည်းกินပြီးကွေးလိုက်ရေမြုပ်လေးကိုဖောက်ပြီးကော်နဲ့ကတ်လိုက်ရင်ဘူးတွေဆေးဖို့တီးတန့် brush လေးဖြစ်သွားပြီအဖိုးကတော့ခက်စီစီပဲနော်ဆိုင်ကယ်စီထဲဖိတ်ကြလို့စိတ်ညစ်နေလားရေတန့်ဘူးခွန်အောက်ချီကိုကြက်ချီခက်လေးခွဲပြီးစီတိုင်ကြီးပေါက်မှာကတော်လိုမျိုးတောင်းလိုက်တစ်စက်မှမဖိတ်တော့ဒီနီးကတော့အဖိုးရဲ့အကြိုက်ဆုံးထွန်းလုံးပဲခြံထဲကမီးသီးတွေမိုးမပတ်အောင်ဘယ်လိုလုပ်မလဲပလင်းဖုံးကိုတစ်သားတိုင်မှာဝက်ဦးချက်မီးသီးတက်ပြီးပလင်းခွန်လေးပြန်ဆွတ်ထားလိုက်ရုံပဲမိုးရွာလဲမီးသီးကျွမ်းမှာမပူရတော့ဘူးအိမ်တုပ်ဆေးတုပ်ရင်ပလက်ပေါက်တွေပေကုန်လို့ပြဿနာတက်လာတိတ်ပလေးကိုဒီလိုပုံစံလေး၄တောင်ကပ်ပြီးမှတုပ်ပြီးရင်တိတ်ကိုဆွဲခွာချလိုက်ရုံပဲတက်ရက်နေတာပဲဟိပေါ့ပေါ့မှာတော့ကျိုးဝင်သွားရင်စိတ်မပူနဲ့တွားပုတ်တန်အဟောင်းကိုထိတ်ကနေဖြတ်မီးလေးနည်းနည်းกินပြီးတော့ပေါက်ထဲဖိထဲလိုက်ခဏနေရင်ပုံစံခွက်ဝင်သွားပြီးတော့လိုပဲလှည့်ဖွင့်လို့ရပြီအိမ်ပေါက်တော့သွားမဖောက်နဲ့နော်နောက်ဆုံးတစ်ခုကတော့ရေတန်ဘူးကိုတစ်သားတုံးမှာစွတ်အပူပေးပြီးပုံသွင်းလိုက်ပြီးရင်နေရမှာကတ်ထားလိုက်ရင်ပလက်ပေါက်နာဖုံအားသွင်းတဲ့အခါထဲ့စရာနေရာလေးရသွားပြီ